ဒီနေ့ကတော့ဒိန်ဂျင်လောက်စားမှဖြစ်တဲ့အတွက်နွားနို့အိုးထဲထည့်ကြပါမယ်ကျမတို့ဒီလိုနွားနို့လေးသုံးထားပါတယ်နော်စူလာပြီဆိုတာလို့ရှိရင်နည်းနည်းလေးမှုပေးပါကျမရဲ့အိုးကကတ်တက်လို့ပါစူသွားလို့မှုပြီးတဲ့ခါကျရင်တော့ကိုလိုချင်တဲ့ခွက်ထဲကိုလောင်းထည့်ထားပြီးတော့အေးခဏမှဖြစ်ပါတယ်နည်းနည်းလေးလက်နဲ့တို့ကြည့်ပေါ့နော်နည်းနည်းနွေးနွေးလေးဖြစ်လာပြီဆိုတဲ့ခါကျလို့ရှိရင်တော့ဒိန်ဂျင်ထည့်ရပါမယ်ဒိန်ဂျင်ကတော့တကြားမပါတဲ့ဒိန်ဂျင်လေးဖြစ်ရပါမယ်တစွန်းနဲ့နည်းနည်းကျမတော့ထည့်ထားပါတယ်ကိုလိုချင်တဲ့လောက်ကိုထည့်လို့ရပါတယ်ထည့်ပြီးတဲ့ခါကျရင်တော့မှု့မယ်ပေါ့နော်နည်းနည်းကြကြလေးမှု့ပြီးတဲ့ခါကျရင်အခုလိုမျိုးအဝတ်ပပလေးနဲ့အုပ်ထားရပါမယ်မရွေ့မလျားတဲ့နေရာမှာထားပြီးတော့24နာရီပြည့်တဲ့ခါကျရင်ဒီလိုမျိုးလေးရပါမယ်ခဲခဲလေးရပြီပေါ့နော်အဲ့လိုခဲခဲလေးရတဲ့ခါကျရင်သူနဲ့တွဲစားမဲ့တကြားပဲပြီးထညက်ပဲပြီးအဆင်ပြေပါတယ်ကျမတော့ထညက်ကိုသုံးထားပါတယ်ရေနည်းနည်းလေးထည့်ပြီးတော့အခုလိုပုံစံမျိုးလေးပဲပြစ်ပြစ်ကလေးကြိုထားပါတယ်ပေါ့နော်အဲ့လိုမျိုးလေးကြိုထားပြီးတဲ့ခါကျလို့ရှိရင်တော့တွဲဖက်ပြီးတော့မှစားလို့ရပါပြီပေါ့နော်အခုလိုပုံစံမျိုးလေးပဲထည့်ပြီးတော့သုံးဆောင်လို့ရပါတယ်ရှင်စီဂျီတွေ7နေမှာတော့ဝယ်စားလို့ရပါတယ်ဒါပေမဲ့ကိုလုတ်ကိုကောင်းဆိုတော့ကိုဘတ်တာကိုလုတ်ပြီးကိုဘတ်တာကိုစားလို့ကောင်းနေရဖြစ်ပါတယ်ရှင်လိုက်လုတ်ကြည့်ပြီးတော့စားကြပါအောင်ရှင်